အားလုံးပဲမင်္ဂလာပါဒီနေ့အကြည့်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ရွေးချက်ကတော့မြန်မာကျောင်းသားများအကြည့်အကြောင်းကိုသိရှိနားလည်နိုင်ရန်အတွက်ဖြစ်ပါတယ်အကြည့်ဆိုတာကတော့ဂျပန်ဘာသာစကားကျွမ်းကျင်မှုအပြင် subject matter တွေဖြစ်တဲ့ art science mathematics နဲ့ humanity and society လို့ပြောတဲ့လူမျိုးသိပ္ပံဘာသာတွေကိုလေ့လာရတာဖြစ်ပါတယ်။တနည်းကိုနှစ်ကြိမ်ကျင်းပပါတယ်။မြန်မာနိုင်ငံမှာလည်းတနည်းကိုနှစ်ကြိမ်ကျင်းပပြီးပါပါတယ်။ Japanese University မှာဆိုရင် Japanese track နဲ့ English track ဆိုတာရှိပါတယ်။တနည်းအားဖြင့်အကျိကို English ဘာသာနဲ့ယူဖြစ်လို့ရပါတယ်။ Japanese as a foreign language ကတော့ဂျပန်လိုမျိုးဂျပန်လိုဖြစ်ပေးရမှာဖြစ်ပါတယ်။ Japanese language အပြင် subject matter တွေလည်းကျွမ်းကျင်ရမှာဖြစ်ပါတယ်။တနည်းအားဖြင့် IGCSE တို့လိုမျိုး international school လိုမျိုးတက်ထားတယ်ဆိုလို့ရှိရင်တပန်းတာပါတယ်။ EJU မှာဘာသာရပ်၄ခုရှိပေမဲ့လည်းအားလုံးဖြစ်စရာမလိုပါဘူး။ကိုတက်မဲ့ကြောင်းကိုတက်ချင်တဲ့ဘာသာကိုရွေးပြီးတော့ရှောက်လို့ရပါတယ်။ဥပမာ economics and business school လိုမျိုးရှောက်ချင်တယ်ဆိုလို့ရှိရင်နံပါတ် 1 Japanese as a foreign language ကိုဖြည့်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကနံပါတ်2 mathematics ဖြစ်ပါတယ်။နောက်နံပါတ်3ကတော့ Japan and the world ဖြစ်ပါတယ်။ Japan and the world မှာဆိုလို့ရှိရင် geography, history, economics, modern politics and modern international society အကြောင်းတွေပါပါတယ်။ economics အပိုင်းမှာဆိုလို့ရှိရင် microeconomics နဲ့ macroeconomics အကြောင်းအရာတွေဖြစ်ပါတယ်ဂျပန်စာ English စာကျွမ်းကျင်ပေမဲ့လည်း subject matter knowledge က0ဆိုလို့ရှိရင်တကယ်လို့ကျောင်းသားရောက်ဖြစ်ဖို့မလွယ်ပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင် EJU ရဲ့ curriculum ကကိုယ့်မြန်မာပြည်က curriculum ကလည်းမြင့်ပါတယ်။ Modern International Society မှာဆိုလို့ရှိရင် International Development and International Relationship အကြောင်းအရာတွေဖြစ်တဲ့ United Nations, International Peace and Cooperation, Ethnic Issues, North-South Issue နဲ့ Environmental Issues တွေတို့ဖြစ်ပါတယ်။တကယ်လို့ကျောင်းတွေက EJU အမှတ်ကိုကြည့်ပြီးတော့ကျောင်းလက်ခံကြပါတယ်။ EJU အမှတ်ကနေနေပြီး Top 10 University ဖြစ်တဲ့ Tokyo, Kyoto, Nagoya ကိုဘေးတို့လိုမျိုးတွားလျှောက်ချင်တယ်ဆိုလို့ရှိရင်မလွယ်ပါဘူး။ EJU အမှတ်များတဲ့သူက scholarship ရဖို့ခွင့်လန်းနေများပါတယ်။ Science ဘာသာတွေဖြစ်တဲ့ Physics, Chemistry, Biology တွေကသတ်မှတ်ထားတဲ့ကျောင်းတွေကိုကြည့်ပြီးတော့လျှောက်လို့ရပါတယ်။ဒီကုန်းချုပ်ပြောရမယ်ဆိုလို့ရှိရင် EJU ဆိုတာဂျပန်ဘာသာတို့မဟုတ် English ဘာသာနဲ့ရွေးပြလို့ရပါတယ်။ Japanese as a foreign language ကတော့ဂျပန်လိုပဲဖြစ်ရမှာဖြစ်ပါတယ်။ကိုတက်ချင်တဲ့ကျောင်းကိုတက်ချင်တဲ့ဘာသာရပ်ကိုကြည့်ပြီးဘယ်ကျောင်းရှောက်ရမယ်ဆိုရအောင်စုံစမ်းလေ့လာစေချင်ပါတယ်။ကျောင်းကလိုအပ်ချက်သတ်မှတ်ချက်တွေကွာနိုင်မှာ။ EJU မှာ GRPT လိုမျိုးအောင်နေကြတယ်ဆိုတာမရှိပါဘူး။ကိုတက်မဲ့ကျောင်းကိုတက်ချင်တဲ့ဘာသာရပ်တွေကိုရွေးချယ်ဖို့အောင်မှာ link လေးပေးထားပါတယ်။တွားရောက်လေ့လာစေချင်ပါတယ်။ just so link နဲ့ EJU syllabus တွေကိုတက်မဲ့ကျောင်းတွေဘာသာရပ်တွေအတွက်ပါ။ target score မိမိရမှန်းတဲ့တက်ကလောက်ပေါ်မူတည်ပြီးတော့ရမှတ်တွေလိုအပ်ချက်တွေကိုပြနိုင်ပါတယ်။ 90% လောက်ဆိုလို့ရှိရင် Top 10 University ဖြစ်တဲ့ Tokyo University, Private University, Waseda, Keio ဆိုပြီးတော့ရှောက်နိုင်ပါတယ်။ 80% လောက်ဆိုလို့ရှိရင် Osaka, Nagoya စသဖြင့်အားရရှောက်လို့ရပါတယ်။ 75% ဆိုလို့ရှိရင်တော့ Okayama University, Hiroshima University ရှောက်လို့ရပါတယ်။ Total ရမှတ်ကတော့200ဖြစ်ပါတယ်။ EJU ရမှတ်တွေကတော့ Total 200ရဲ့140လောက်ရမှတ်ကိုရရှိထားဖို့လိုအပ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်